တော့ဆယ်တော့ဆယ်ကျွန်တော်လည်းပြောလိုက်တာပေါ့မစပါနဲ့ဖြစ်သွားအဲ့နောက်ပိုင်းစုံစမ်းကြည့်လို့ရပါတယ်စာရှင်းလို့ပါပဲအဲ့ဒီကိစ္စလေးကကျွန်တော်အနေနဲ့ပြောချင်တာကဒီလိုဖြစ်နေပြီးအချွေမှုတွေမလုပ်ရရင်တော့မပြီးပါနဲ့ဝေစီချင်ဝေတော့ဒါမှလားဒီလိုနေမှာလည်းဝေနာမကြောက်ကျွန်တော်ပဲကတ်နေတယ်ပြောနေလို့ကျွန်တော်အနေနဲ့ဝေစီချင်အဲ့မဲ့အချွေမှုတော့ခံထားလို့လုပ်ရပြီဆိုတော့မဖြစ်ရင်ဝင်မယ်ကျွန်တော်တာဝန်ကြောက်လို့ဝင်မယ်ဒါပေမဲ့မရလို့ရှိရင်ကျွန်တော်ဝေလိုက်ပြီးပုံစံနဲ့ဝေလိုက်ပုံစံနဲ့ပြည့်စုံပြီးပုံစံနဲ့ဝေပြီးတကယ်လို့စုံတာမရအောင်ဆိုရင်ဓာတ်ငွေစောမှာလားစောမှာပဲမပေးနိုင်ဘူးလို့ပြောလိုက်တယ်ဒါနဲ့ကျွန်တော်လည်းပြဿနာကြီးရှင်းအောင်မရှိပါဘူးအခါသိအောင်ပြောပြရတယ်ကျွန်တော်မေးတယ်ဘာကြောင့်လဲဆိုကျွန်တော်ကစဥပဒေတိုင်းလုပ်တာခင်ဗျားတို့ကပုံစံတစ်လုပ်ထုတ်ပြီးတယ်ပုံစံနဲ့ဝေပြီးတယ်ကျွန်တော်ဝေပြီးပြီဘာလို့မလုပ်ကျွန်တော်ဝေရတာကျွန်တော်လည်း test လုပ်ပြီးတယ်ကျွန်တော်ဝေလိုက်ပြီလို့ကျွန်တော်ပေါ်နေမှလည်းတို့ကိစ္စအရေးကြီးပြီးချင်းခါတော့ကိစ္စအဲ့ကျွန်တော်တို့ဆွဲတယ်အဲ့ဒါကမရရင်ဓာငွေတသိဆိုကျွန်တော်တသိဆိုအဲ့ဒါစစ်မှုရနေရာပြောင်းလို့ခြံစည်းဖို့တသိဒီလာကြောင့်နှစ်သိစောစောကလေးတော့တက်တယ်ဒီလာလေးအရင်တော့ဒီမှာလည်းပုံမှန်အာသမတော့ကိုကျွန်တော်တို့ရင်တော့3သိ2သိအတော့နိုင်ခဲ့အခုတခါတော့မတိုင်မဲနဲ့ကျွန်တော်တို့ဖြောဆိုနေနားလည်းမနဲ့ကျွန်တော်တို့ယူပြီးတော့ကျွန်တော်တို့တက်ကကြီးရဲ့ကိုရီးယားလည်းပြောတော့မင်းမလုပ်ပါနဲ့ပါဆိုကျွန်တော်လုပ်ပါအခုကျတော့တဖြည်းဖြည်းနဲ့ကျွန်တော်လည်းပြဿနာရတက်တယ်လားကျွန်တော်အနေနဲ့လည်းဒါသူကလည်းထုတ်တယ်လို့ပြောကျွန်တော်လည်းထုတ်ပါကျွန်တော်အနေနဲ့ဒီရက်ပိုင်းမှာဒါကျွန်တော်ကခန်းခန်းတက်ကိုထုတ်ပြောတာပါဒါပေမဲ့သူကလည်းကျွန်တော်ထုတ်ကျွန်တော်လည်းထုတ်မထုတ်မဲ့ထွက်ချင်တယ်ဒါပေမဲ့သူကလည်းထွက်ခိုင်းတယ်ဆိုတော့ဒီကျွန်တော်အနေနဲ့အဲ့ဒါလည်းရှိပါတယ်ဒါကကျွန်တော်ကပုဂ္ဂလိကခန်းစားချက်လေးကိုတင်ပြတာပါဒါကြောင့်မလို့ဦးဇင်းပြလည်းစိတ်နောက်ရှင်ပဲဖြစ်ပါမယ်ဒါကျွန်တော်အနေနဲ့ကကျွန်တော်ရဲ့